ကျမနဲ့ကွက်ကွက်ဒီနေ့ဒလူကြီးဝစ်ပြီးတော့ဘာလို့မှလဲဆိုတော့ဘာမှမလုပ်ပါဘူးရှင်မုတ်စားပြမှာဖြစ်ပါတယ်မုတ်နေရတော့ကိုကို snack and juice ကနေပြီးတော့ပို့ပေးလာတဲ့မုတ်နေပါကိုကိုကထုတ်လုပ်တဲ့ juice and jelly တွေကတဘာဝကြံတကြားကိုအချိုလျှော့ထုတ်လုပ်ထားတဲ့အတွက်ချောင်းဆိုးရင်ကျက်လုံးဝမဖြစ်စေပါဘူးပြီးတော့ကျမကြီးထောက်ခံချက်အနေနဲ့အစားအသောက်ဘေးကင်းလုံခြုံရေးကိုစစ်ဆေးထားတဲ့ ISO 22000 GMP နဲ့ HACCP လက်မှတ်တွေရရှိထားတဲ့စက်ရုံတွေကနေပြီးတော့လည်းထုတ်လုပ်ထားတာပေါ့နော်ကိုကို juice and jelly မှာပါဝင်တဲ့နက်တာတီကိုအဖက်လေးတွေက organic certificate ရတဲ့အုံးရည်ကနေပြီးတော့ထုတ်လုပ်ထားတာကြောင့်အမြင်တမ်းရရှိလို့ဝမ်းချုပ်တတ်တဲ့သူတွေအတွက်အဆင်ပြေတတ်တာစေပါတယ်ကိုကို juice အရသာ5မျိုးကတော့ light cheese strawberry စပြည့်နက်နက်လိမ္မော်ဖြစ်ပြီးတော့ကိုကို jelly အရသာတွေကတော့အုံးရည်နက်နက်လိမ္မော်စပြည့် light cheese strawberry ဆိုပြီးတော့6မျိုးရှိပါတယ်ဖမ်ဖမ်ဒါကတော့ကြောင်လုံးစောတောက်လို့မရတဲ့ဖြိုရည်လေးကိုကျမတောက်ပြမှာဖြစ်ပါတယ်ရတယ်မစားရပြင်မဲ့လည်းရှူလို့ရပါတယ်ရှူချင်းလားမဲခြေလိုက်တာအမဒီမှာလေးစိတ်ဝင်စားလား